ိုးတိတ်အချိန်တွေတုန်းကစားလိုက်တိုင်းမှာနှွေးထွေးမှုကိုခံစားရစေမယ်ရိုးရှင်းကြည်လင်တဲ့အသားပြုတ်ရည်ကနေဂျေအိုးဆိုတဲ့ဟင်းပွဲလေးတစ်ခုပေါ်ပေါက်လာခဲ့တယ်မျိုးဆက်တစ်ခုကနေနောက်တစ်ခုစီလွှဲပြောင်းလာခဲ့ရင်ကိုယ်ပိုင်ဟန်တွေထည့်သွင်းပေါင်းစပ်ပြီးခေတ်ဆက်ဆက်ယူဆောင်လာခဲ့ကြတယ်အချိန်တွေဘလောက်ပြောင်းသွားပါစေဂျေအိုးရဲ့ရတာတော့နှွေးထွေးမှုကိုခံစားရစေတော့ပါပဲဒါဟင်းပွဲတစ်ခုဆိုတာထက်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေနှွေးထွေးမှုတွေနဲ့အမတ်တရားတွေကိုဆက်သွယ်ထားတဲ့ခံစားချက်တစ်ခုပါအခုဆိုဂျေအိုးကမြန်မာရဲ့အငွေ့သက်နဲ့အမတ်တရားတွေကိုတည်ဆောင်ရင်းနယ်နိမိတ်တွေကိုကြော်ဖြတ်ပြီးမြန်မာပြည်ရဲ့နှလုံးသားထဲကနေတခြားနိုင်ငံရဲ့စပွဲဝိုင်းတွေစီကိုရောက်ရှိခဲ့ပါပြီစပွဲဝိုင်းတစ်ခုကနေနောက်တစ်ခုအရှားသာကနေခံစားချက်စီလူတဦးကနေနောက်တဦးကူးပြောင်းရင်းနဲ့နှွေးထွေးမှုတွေပြေဝနေတဲ့ဂျေအိုးဟာကျွန်တော်တို့အားလုံးရဲ့နှလုံးသားတွေကိုဆက်သွယ်ချီနှောင်ပေးနေပါပြီ YKKO ဂျေအိုးနှလုံးသားများစီခီးဆက်နေမယ့်အရာသာ